brother Minecraft ပစ္စည်းပွားတဲ့ဆက်ကြီးကိုလိုချင်နေဘူးလားလိုချင်နေဆိုရင်တော့ဒီဗီဒီယိုဆုံးအောင်ကြည့်လိုက်ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ခေခွာတာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာကတော့ပစ္စည်းပွားတဲ့ file စပြောင်းသွားဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ကြည့်ကြအောင်ပထမဦးဆုံးအနေနဲ့ကျွန်တော်လိုရတဲ့ပစ္စည်းလေးရေးယူမယ်ပေါ့နော်လိုတဲ့ပစ္စည်းလေးတွေကတော့ကျွန်တော်တို့ hopper လိုမယ်ပြီးရင် piston လိုမယ်ပြီးရင် lever redstone ပြီးရင်ဘာလေးလည်းမသိဘူးအားလေးနှစ်ခုလိုမယ်ပေါ့နော်ပြီးရင်လှမ်းမလို့ကျွန်တော်ရှောက်ယူထားတာပါပြီးရင်ပတ်စံအိတ်ကလေးလုံးယူမယ်အဲ့ဒါပဲလိုတယ်လုံးဖို့ကလျှမ်းအောင်မှယူချင်တယ်အဲ့ဒါပဲလိုတယ်လှမ်းမလို့ကျွန်တော်ကြီးညာโอเคအဲ့တော့ကျွန်တော်တို့ချိန်နေမဆွဲပဲနဲ့စမယ်โอเคဒီတော့ကျွန်တော်ချိန်မဆွဲပဲနဲ့စလိုက်အောင်ဒီဆိုကျွန်တော်တို့ဒီ piston လေးကိုအတိုင်းထားမယ်ပြီးရင် hopper ကိုဒီဘက်နဲ့တရားဒီညာလေးကိုတရားကြည့်ဗျဟုတ်ကြအဲ့လိုကျွန်တော်လုပ်တဲ့အတိုင်းလိုက်လို့ဗျာဒီမှာကြက်ဒီနောက်အောက်ကတော့နှစ်ခုအဲ့လိုနှစ်ခုချင်းထိနေမှရရဗျာဒါအဲ့လိုမျိုးဒီမှာဒီမျိုးလေးအဲ့လိုမျိုးနှစ်ခုချင်းထိနေမှရမယ်ကျွန်တော်ဥမာပြဥမာလည်းဒီလိုမျိုးကြီးတွေအဲ့လိုမျိုးကြီးဆိုရင်မရအောင်တော့မကြက်တွေ့လားဝက်ချိုင်းကြီးလဲအဲ့လိုဆိုမရဘူးဒီမျိုးလေးနှစ်ခုထိနေရရဲ့နော်ညအဲ့လိုလုပ်ပြီးတော့ဆိုရင်ဒီဘက်မှာလည်း piston ထားမယ်ပြီးရင် redstone နဲ့ကျွန်တော်ပြသလိုလေးလိုက်ဆောက်လိုက်ပါတော့ကျွန်တော်ဒီမှာတစ်ခုပြောချင်တာပေါ့နော်ခဏလေးဒီမှာဒါတက်တဲ့ခါကျရင်ဒါလေးကိုတစ်ချက်နှိပ်ပြီးပေါ့နော်အဲ့ဒီတစ်ချက်နှိပ်ပြီးအဲ့ဒါမှာဟိုထိန်းနိုင်မှာနော်တစ်ချက်နှိပ်ပြီးပေါ့အဲ့လိုမျိုးလေးဖြစ်နေရပြီတော့နော်ကျွန်တော်တို့ဒီမှာကြည့်တဲ့ခါလေးဒီမျိုးဝင်လို့အဲ့လိုမျိုးကြာဟောပါတဲ့ကိုဝင်လို့ရတယ်ဆိုရင်ရရပါတော့အဲ့လိုမျိုးလေးရတယ်လို့ရအဲ့လိုမျိုးဝင်လို့ရတယ်ဆိုရင်ရပြီပေါ့နော်ကျွန်တော်တို့ဒီဘေးနာဟိုလေးတက်ထားဆိုတာအဲ့လိုမျိုးဟောပါကိုငိမ့်နည်းနည်းနှီးအောင်လို့ပေါ့နော်နောက်ဆိုရမ်းမြန်နေမှာစေးလို့ရမ်းမြန်နေသိရမလားဟိုအဲ့ဟောပါတဲ့ဝင်များတော့အဲ့လို air down လုပ်လို့မရဘူးကျွန်တော်ဒီ diamond ယူပြီးတော့စမ်းပြနော်ဟိုအားလေးကျွန်တော်ပတ်ဆိုင်တွေကို diamond ထည့်ရမယ် diamond test state အဲဒီမှာပတ်ဆိုင်ထည့်လိုက်တော့ဟိုဘက်သွားလိုက်ဒီဘက်သွားလိုက်ဖြစ်နေပြီအဲ့ချိန်မှာကျွန်တော်ဒီမှာ cloud ဖွင့်လိုက်နော်ဒီမှာကျွန်တော်မှာဘာဗီဒီယိုမှလည်းမရက်ဘူးတော့တရားကြည့်ရဘာဖြစ်ကျွန်တော်ဒီဟောပါလေးအားတိုင်းနှိမ့်နေပြီပေါ့နော်အဲ့ရတယ်မှာကျွန်တော်တို့စလိုက်နှိမ့်လိုက်ဟောလို့โอเคဘာမှတော့မဖြစ်သေးဘူးလို့စလိုက်နှိမ့်ပြီပါကျွန်တော်လုံးဝအမှကျွန်တော်ရက်ထားတဲ့ဘာလို့မထင်ပါစေလို့နောက်ကကြက်ကလေးတွေပါလေတရားကြည့်မှာโอเคโอเคมันနှစ်ခုပြတ်သွားတယ်လားရတဖြည်းပွားလာပြီโอเคကဲဆိုတော့ကျွန်တော်ဒီမှာပြောတဲ့ထူရှိတာဒီမှာကျွန်တော်ပြောတဲ့အတိုင်းဒါလေးတွေကိုနော်ချပြီးတစ်ချက်နှိပ်လိုက်ပါနော်တစ်ချမ်းချရင်မဟုတ်တစ်ချက်နှိပ်ရအောင်မယ်အားဒီခလုတ်ကလေးကိုโอเคမှာပတ်စံလေးယူလိုက်ပြီးဒီမှာခဏလေးယူလိုက်မယ်အိုးညံ့ဟာโอเคဟိုမြန်နေတော့မြန်တော့โอเคဒီမှာ9အိတ်ရောက်6အိတ်တောင်မှမကြိုက်ဒီလား diamond 6 state ဖြစ်သွားပြီ oh shit မိုင်းဝါကြီးဒီလား diamond တွေအများကြီးပဲအကောင်လုံးအိတ်ထဲမှာအပြည့်နော် diamond တွေကျွန်တော်လုံးဝမရက်ဘူးနော်ကျွန်တော်ရက်တယ်ပြီးတော့ diamond တွေထည့်လိုက်တယ်ထင်ပါစေလို့ကဲအဲ့တော့ကြည့်ရှုရတဲ့ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုကျရင်ပြန်တွေ့ကြမယ်မှာလာလေးကြွားလိုက်အောင်မယ်ဘလို့โอเคအဲ့တော့နောက်ဆက်မယ်ဟဲ့နောက်ဆက်မယ် Makina is waving.